စိတ်ခံစားမှု၃မျိုးနဲ့ည30အကြောင်းတရားဒေသနာတော်စိတ်ခံစားမှု၃မျိုးထို၃မျိုးကိုအကြောင်းပြုပြီးရှင်ထဲမှာစုဝင်လာတတ်တဲ့ည30အဲ့ဒီအကြောင်းကိုရသော်အယုဒ္ဓနိကေဝေဒနာတန်ယုတ်အလာတော့မှာရှင်နေဟောကြားထားတာဖြစ်တယ်။အဲ့တန်လာတော့မှာလာတာကိုအနှစ်ချုပ်ပြီးတော့ပြောရအောင်။လောကမှာလူတွေပဲဥတည်ပြီးတော့ပြောတာပေါ့။လူဖြစ်လာလို့ရှိရင်လူဆိုတာစိတ်ခံစားမှုနဲ့မကင်းနိုင်ဘူးအစင်ပြေတဲ့အခါစိတ်ချမ်းသာမှုအစင်မပြေတဲ့အခါမှာစိတ်ဆင်းရဲမှုစိတ်ချမ်းသာတာလည်းမဟုတ်ဘူးစိတ်ဆင်းရဲတာလည်းမဟုတ်ဘူးဆိုတဲ့ကြာကာလမြို့မှာအမှန်နေတာမြို့မှာချမ်းသာလည်းမဟုတ်အစင်ပြေတာလည်းမဟုတ်အစင်မပြေတာလည်းမဟုတ်ဘူးဆိုတဲ့စိတ်ခံစားမှုအခြေအနေ၃ရပ်ရှိတယ်ပေါ့နော်လူတိုင်းမှာအခြေအနေ၃ရပ်ဖြစ်ပေါ်လာခန္ဓာကိုယ်နေလို့ထိုင်လို့ကောင်းတဲ့ကာယကဒုက္ခနေလို့ထိုင်လို့မကောင်းဘူးကာယကဒုက္ခစိတ်ချမ်းသာတယ်စေတသိကဒုက္ခစိတ်မချမ်းသာဘူးစေတသိကဒုက္ခတခါတည်းကြတော့အဲ့ဒီနှမျိုးလုံးမဖြစ်လာဘူးသမအနေထားမျိုးဆိုလို့ရှိရင်အဒုက္ခမဒုက္ခမထင်ရှားတဲ့ခံစားမှုနော်တော့၃မျိုးရှိတယ်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီ၃မျိုးကတော့ကြုံတွေ့ရတယ်လောကထဲမှာရှောက်ရှိနေတဲ့တ attva တိုင်းဒီ၃မျိုးတစ်မျိုးမျိုးတော့ကြုံတွေ့ရတာပဲ။ဘာကြောင့်ကြုံတွေ့ရတာလဲဆိုတော့လူတွေမှာမျက်စိနာနာလျာကာယမနဆိုတဲ့ဒွါရ6ပါးဝတ္ထု6မျိုးဟရိယဆိုဝတ္ထု6မျိုးမျက်စိနာနာလျာကာယမနဒွါရ6မျိုးမျက်စိနာနာလျာကာယဟရိယဝတ္ထု6မျိုးဝတ္ထု6ပါးဒွါရ6ပါးအဲ့ဒါတွေရှိနေတဲ့အတွက်ကြောင့်ပြမက်ကအာယုန်တွေနဲ့ဆက်သက်မှုကရှိလာတယ်မျက်စိရှိလို့အစင်အာယုန်နဲ့ဆက်သွယ်တယ်နားရှိလို့အတန်အာယုန်နဲ့ဆက်သွယ်တယ်နှာခေါင်းရှိလို့အနတ်လျှာရှိလို့အယတာခန္ဓာကိုယ်ကာယရှိလို့အထီးတွေ့စိတ်ရှိလို့ကြက်တွေအာယုန်အာယုန်နေနဲ့ဒီစိတ်ခံစားချက်အာယုန်နေနဲ့မိယဝတ္ထုဒါတွေဆက်သွယ်လာတာအဲ့ဒါတွေစိတ်ဖြစ်ဖို့အတွက်အဓိကအကြောင်းတွေဖြစ်လို့စိတ်ရဲ့အခြေခံတရားသို့မဟုတ်အာယတနာ12ပါးလို့ခေါ်တယ်အဲ့ဒီအာယတနာ12ပါးကိုအကြောင်းပြုပြီးတော့မျက်စိနဲ့အစင်အာယုဆုံးလိုက်တဲ့အခါမှာမြင်သိစိတ်ဖြစ်လာတယ်မြင်သိစိတ်ဖြစ်လာတဲ့အခါမှာအဲ့ဒီစိတ်ကအာယုနဲ့ဆက်သွယ်ပြီးတော့စိတ်ခံစားမှုပေါ်လာတယ်မြင်သိစိတ်နဲ့အတူတကွာအာယုနဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာစိတ်ခံစားမှုဆိုတဲ့ဝေဒနာပဋိစ္စသမုပ္ပါဒ်နဲ့ပြောမယ်ဆိုရင်သာလယနာပစ္စယဖတ်တော်ဖတ်တာပစ္စယဝေဒနာအဲ့ဒီပုံစံဖြစ်လာနော်မျက်စိနဲ့အစင်အာယုံကိုအကြောင်းပြုပြီးတော့မြင်သိစိတ်ဖြစ်တယ်မြင်သိစိတ်ဖြစ်တာနဲ့အာယုံနဲ့စိတ်နဲ့ဆက်သွယ်မှုဖြစ်လာတယ်ဖတ်တာဆက်သွယ်မှုဖြစ်လာတဲ့အခါမှာထိုဆက်သွယ်မှုအားလျော်စွာနော်အစဉ်ပြေလို့ရှိရင်ဒုက္ခဝေဒနာ
အစင်မပြေဘူးဆိုရင်ဒုက္ခဝေဒနာနာနဲ့အတန်ဆက်သွယ်လာပြီးတော့ဇာတိစိတ်ဖြစ်တယ်အတန်နဲ့စိတ်နဲ့နော်ဖြစ်ပေါ်လာတဲ့အခါမှာဆက်သွယ်မှုဆိုတဲ့ပတ်သားဖြစ်လာတယ်အတန်အာယုံဟာကိုယ်စိတ်နဲ့အစင်ပြေတယ်ဆိုရင်ဒုက္ခဝေဒနာအစင်မပြေဘူးဆိုရင်ဒုက္ခဝေဒနာထို့တူပဲနှာခေါင်းရဲ့အနံ့ရဲ့ဒီနှစ်ခုကိုကြောက်ပြုပြီးတော့အနံ့အာယုံနဲ့ပတ်သက်လာပြီးတော့ခန္ဓာဝိညာဉ်စိတ်ဆိုတဲ့အနံ့သိတဲ့စိတ်ဖြစ်လာတယ်ဖတ်တာပါလာတယ်အနံ့အာယုံနဲ့စိတ်နဲ့ဆက်သွယ်လာတယ်ဆက်သွယ်တဲ့အခါမှာအစင်ပြေရင်ဒုက္ခအစင်မပြေရင်ဒုက္ခအဲ့ဒီနဲ့သွားတာနော်လျှနဲ့အယတာဆက်သွယ်လာတဲ့အခါမှာအရာကိုသိတဲ့စိတ်စီဝဝိညာဉ်စိတ်ဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတဲ့အခါမှာဆက်သက်မှုဖတ်တာခံစားမှုဝေဒနာတွေပါလာတယ်ပါလာတဲ့အခါမှာဖြစ်ပေါ်လာတဲ့အရာသည်ကိုယ်စိတ်နဲ့အစင်ပြေတယ်ဆိုရင်ဒုက္ခဝေဒနာအစင်မပြေဘူးဆိုရင်ဒုက္ခဝေဒနာထို့တူပဲကိုယ်ကာယနဲ့အထီးတွေ့ဒီရပေါင်းစပ်မိသွားတဲ့အခါမှာထိသိစိတ်ဖြစ်လာတယ်ကာယဝိညာဉ်စိတ်ဖြစ်လာတယ်အဲ့ဒီကာယဝိညာဉ်စိတ်နဲ့အတူတကွာအာယုန်နဲ့ဆက်သက်ပြီးတဲ့ဖတ်တာစိတ်ခံစားမှုဝေဒနာတို့ဖြစ်လာတဲ့အခါမှာအထီးတွေ့ဟာကိုယ်နဲ့အဆင်ပြေရင်ဒုက္ခအဆင်မပြေဘူးဆိုရင်ဒုက္ခဒါလူတိုင်းဟာရှောင်လဲလို့မရဘူးစိတ်ခံစားမှုဆိုတာဖျားမှလည်းဒီတိုင်းပဲယန္နာတွေမှလည်းဒီတိုင်းပဲပုထုဇဉ်တွေမှလည်းဒီတိုင်းပဲခံစားမှု၃မျိုးရှိကြတာကြီးပဲအဲ့ဒီခံစားမှု၃မျိုးမှာပုထုဇဉ်ပုဂ္ဂိုလ်နဲ့အရိယပုဂ္ဂိုလ်တွေကြပါကွာသွားလေကွဲပြားခြားနားမှုတော့ရှိတယ်ဒီထိအောင်ကတူတူပဲဖျားလည်းပဲစိတ်ခံစားမှု၃မျိုးရှိတယ်။ယန္နာတွေမှာလည်းစိတ်ခံစားမှု၃မျိုးရှိတယ်။ဘုန်းကြီးတို့တွေမှာလည်းစိတ်ခံစားမှု၃မျိုးရှိတယ်။အာယုံကကိုယ်နဲ့အစဉ်ပြေရင်ဒုက္ခအစဉ်မပြေရင်ဒုက္ခအစဉ်ပြေတာလည်းမဟုတ်ဘူးမပြေတာလည်းမဟုတ်ဘူး။အမှန်အနေထားမျိုးဆိုရင်အဒုက္ခမဒုက္ခဟောဒီစိတ်ခံစားချက်တွေကဖြစ်နေတာ။ဘယ်ပုဂ္ဂိုလ်မဆိုဖြစ်တယ်ပုရုဇဉ်မှာလည်းဖြစ်တယ်အရိယာမှာလည်းဖြစ်တယ်ဒါဖြင့်တရားသိတဲ့ပုဂ္ဂိုလ်နဲ့မသိတဲ့ပုဂ္ဂိုလ်ပါထူးတယ်နော်အဲ့တော့တရားမသိတဲ့ပုဂ္ဂိုလ်နဲ့တရားသိတဲ့ပုဂ္ဂိုလ်တရားမသိတဲ့ပုဂ္ဂိုလ်ကိုအတုတဝါပုထုဇနောမြတ်စွာဘုရားတရားနဲ့ပတ်သက်ပြီးတော့သိယူမှတ်သားနာကြားထားတာမရှိလို့အသိဘောတုတ္တခင်မဲ့နေတဲ့ပုဂ္ဂိုလ်တုတ္တခင်မဲ့နေတဲ့ပုဂ္ဂိုလ်ပုထုဇဉ်ပုဂ္ဂိုလ်နောက်မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေကြားနာထားတဲ့တုတ္တဝါအရိယတာဝကောမြတ်စွာဘုရားရဲ့တပည့်ထိုပုဂ္ဂိုလ်နှစ်ဦးလုံးဟာစိတ်ခံစားချက်၃မျိုးစီရှိတာကြီးပဲအဲ့လို၃မျိုးရှိတော့လူတိုင်းစိတ်ခံစားမှုရှိတော့ဘယ်အချက်မှသွားကွဲပြားခြားနာကြတယ်ဆိုလို့ရှိရင်စိတ်ခံစားမှုကလူတွေမှာအစဉ်ပြေတဲ့အခါမှာနှစ်သက်ကျေနပ်မှုဆိုနောက်ကပါလာဒုက္ခရဲ့နောက်မှာကြိုက်တာနှစ်သက်တာဆိုတာပါလာတယ်နော်ဘာကြောင့်ပါတော့ဆိုရင်ဒုက္ခဝေဒနာဖြစ်တယ်လို့မသိဘူးသူကအကြောင်းတစ်ခုကြောင့်ငါမှဒါအစဉ်ပြေတယ်လို့သိတာမဟုတ်ဘူးအစဉ်ပြေတဲ့ပုံမှာကျင့်နဲ့အာရနှစ်သက်သွားတယ်အစဉ်မပြေတဲ့အခါကျတော့လည်းပဲဒေါသဖြစ်တယ်စိတ်တိုးတယ်နော်အဲ့ကြတော့အစဉ်မပြေတဲ့ဒုက္ခနဲ့တွေ့တဲ့အခါဒေါသဖြစ်တယ်အစဉ်ပြေတာလည်းမဟုတ်ဘူးမပြေတာလည်းမဟုတ်ဘူးဆိုတဲ့အချိန်ကျတော့မသိလိုက်ဘူးမောဟဖြစ်တယ်အဲ့တော့ဆိုလိုတာကလောဘဖြစ်မဲ့ဒေါသဖြစ်မဲ့မောဟဖြစ်မဲ့စိတ်ခံစားချက်ကိုအကြောင်းပြုပြီးတော့လောဘဖြစ်တာရှိတယ်ဒေါသဖြစ်တာရှိတယ်မောဟဖြစ်တယ်။တမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေကြတော့
Sim ye loba, sim be daughter. Pira lemo, Mabira lemohu, Arema solution, Mati like the moha. I don't lower daughter moha. Paya jaro, any lower daughter moha, Machifu. Paja, Mapsito, so. A near and the deep she needed. Singing no dear she needed. Nga Kanzara lo say the Babshu. Nga ye Kazamu lo say the Babshu. We don't have shippy or do a ducat so. Could never sign the loot need that need night go. For you do the region, could never sign the loot, but need night. No. Could never sign the loot, but need night. They get on sign that or move. Must sign the loot, but need night move. They are let loot, the deed loot, the deed loot, they can't get a bow winner. Loba winner, daughter winner, Moha winner. Era Babachana Jebe. Oh. Do that, second Mushi. Eri Nialima. Presa the Obada Biomasi. We are not busy than we are not here, not do that sheep. Puru in Yaro. Eri go jaw the Abido than sent Yawla. And also, no. Than Yawla. Era Babachana Jebe. We are not need than Tion Kudwan. Ratanari and Gura Lalas, Risa do Baba, Chimiara of Biora. Tuka we're not busy at Dana, Hobby, Toka we're not busy at Jaro Todo. Adoka Matuka we're not busy at Jaro Moho. Dokushida. Kirida need a job as with no music. Todo Risa do Baba, Diga, Danago, Diga Tabi, the horror shadow, yes of Yaga. We are not busy at that look at the whole like that. Doga Duriha, Doka Chippy, Duka Chippy, quit your Chila Lucy, second that we are now, over to that yard. Pajam Shitu Luria, Simpi Lucy, Lova City, Dolare. A Simpi Uzi, Doda Chilare. I may any Doda do a Jaida Mo, Toka Jaida Mo, Jaida Mo, Titoka. Yet, trip out, trip out, we shall not. Don't get trip out the Gabachana, so anyway go Lugilla. No, you can't never go and they call Jemma, Jamma, that trip out mood. Simibijin never go, Simibid never go, Simbijin. Down that lot, Emulina. I don't cut really a comb your abbey, no. Do cut really Bolugene, do cut really a comb your. Ero Duka Delu Nidada we are not busy at that now. Toka Delu a comb your Rajaro we are not busy at that now website your Rajaro we are not that website. I know no come and do it in Yare Duka Duka Depa de la Lucy we are not busy at that now Lubrisa Papa Raja Hora. No. The Garo, the Kuzi, Doji Besoy, Simbi, Dukawi Napsi, Loba, Raga, Dukawi Napsi, Doda, that Chachin Pit as well. Adoka Madukawi Napsi, Moha. Eraria Kilidari. Eri Kilidari, Kinsin Bido, Sikanda Mukanzara, Yana, Paya. Yeah, not ever say that book in. Now the car we put the now shoot needed book of Haleve. We're not busy at the Namafia or Daluya. No, tension night, we're not busy at the Natimiahu. Taint out at what it Daluja. The deep love who's in what it Daluya. We better not shoot it up. Wutu Araban and Katawa, we're now what? We die deep. Wutusara, Karada Kaya, the Kanako Boma, me Pupido, the John Pupido, the second that is a Bora, and Kanako Nempatepido Bora. All the job, all are we are not the Amahopu, not yet we are not let Mopu, no.
ရုပ်ခန္ဓာကိုယ်ကြီးကိုအမိပြုပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုသာဖြစ်တယ်လို့ဒီလိုသိလာအဲ့ဒါဝေဒနာနုပဒနာကြအဲ့ဒီတော့ဝေဒနာဖြစ်ပေါ်လာဖို့သိတာအဲ့ဒီအကြောင်းတရားကလည်းမြဲတာမဟုတ်ဘူးအကျိုးတရားလည်းဝေဒနာလည်းမြဲတာမမြဲတဲ့ဖတ်တာကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ဝေဒနာလည်းမမြဲဘူးလို့ဝိပဿနာရှုနေတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်ကနေစာရှုနိုင်လို့ဆိုရင်ဝေဒနာပေါ်ပုံကိုကြည့်လိုက်ပဲဆိုရင်မျက်စိမှာဝေဒနာပေါ်တာမြင်သိစိတ်နဲ့ပတ်သက်ပြီးပေါ်တာမျက်စိနဲ့ပတ်သက်ပြီးပေါ်တဲ့ဝေဒနာပါတော့ဆိုရင်မျက်စိကကောင်းတဲ့မျက်စိမှာအဆင်အာရုံတစ်ခုလာပေါ်တယ်ပေါ်တဲ့အခါမှာနော်နှလုံးသွင်းမှုရှိတယ်အတင်းရှင်းရှိတယ်ပေါ့ပဏ္ဏတိကာရအတင်းရှင်းရှိတယ်ထိကြတဲ့မှာအာယုန်နဲ့ဝတ္ထုကြမှာအလင်းရောင်စွာရှိသေးတယ်အလင်းရောင်ရှိမှမြင်ရတယ်ပေါ့နော်အကြောင်း၄မျိုးအကြောင်းမြတ်စွာဘုရားကတော့၃မျိုးပဲဟောလိုက်တယ်၃မျိုးဟောတယ်မျက်စိရဲ့အစင်အာယုန်ရဲ့မြင်သိစိတ်ဒီ၃မျိုးပေါင်းစပ်လာတဲ့အခါမှာဖတ်တာဆိုတာပါလာတယ်ဝေဒနာဆိုတာပါလာတယ်အဲ့တော့ဝေဒနာဖြစ်ဖို့ရာအကြောင်းတရားတွေကပါရီတုံးလို့ပြေးလိုက်ရင်မျက်စိနဲ့ပတ်သက်ပြီးအစင်အာရုံနဲ့ပတ်သက်ပြီးစိတ်ခံစားမှုပေါ်လာတာဟာမျက်စိကိုမျက်စိတခုတည်းကိုအကြောင်းပြုတာမဟုတ်ဘူးမျက်စိရဲ့အစင်အာရုံရဲ့မြင်သိစိတ်ရဲ့ဖတ်တာရဲ့အဲ့ဒီနောက်မှာဝေဒနာပေါ်လာအဲ့တော့သူရှိပါသူဖြစ်ဖို့ရအတွက်အကြောင်း၄မျိုးလို့ပြောမှာဖြစ်တယ်နော်မျက်စိရဲ့အစင်အာရုံရဲ့မြင်သိစိတ်ရဲ့ဖတ်တာရဲ့ဒီ၄မျိုးဟာဝေဒနာဖြစ်ပေါ်ရဲ့အကြောင်းအဲ့ဒီ၄မျိုးလုံးဟာနော်မျက်စိမကောင်းမှုဆိုလေပေါ်ရအကြောင်းမရှိဘူးအဲ့ဒီအကြောင်းนี่မဆုံးဘူးဆိုလို့ရှိရင်ဝေဒနာပေါ်စရာမရှိဘူးအဲ့တော့ဝေဒနာပေါ်ရတာဒီအကြောင်းนี่ကြောင့်ပေါ်တာပဲစဉ်းစားကြည့်လိုက်ဒီအကြောင်းนี่ဟာလည်းပဲမြဲတဲ့အရာတွေမဟုတ်ဘူးဖြစ်ပြီးပျောက်သွားတာအဲ့တော့ဝေဒနာပဲလို့လို့မြဲနိုင်မလဲဆိုတဲ့တတိနဲ့အသိရှိနေတဲ့ဝိပဿနာတရားအထုတ်နေတဲ့ပုဂ္ဂိုလ်ကြတော့ခုနကဝေဒနာပစ္စယတဏမလာတော့အဲ့လိုဆင်ញင်နေလို့ရှိမလာတော့နော်ဖြစ်မလားဝေဒနာပစ္စယတဏမလာသလိုဒုက္ခဝေဒနာပစ္စယတော်လည်းမလာဘူးအဒုက္ခမဒုက္ခဝေဒနာပစ္စယမောဟဆိုတာလည်းမလာတော့ဘူးပေါ့အဲ့ဒါခိတ္တခဏတားထားနိုင်တဲ့အဆင့်မှာဝိပဿနာရှုနေတယ်ဖရာယန္တာကြတော့လာစရာအကြောင်းကိုမရှိတော့လောက်အောင်နော်ကိလေသာဆိုတဲ့အခြေခံတရားလုံးဝရှင်းထားတာဖြစ်လို့တော့မတာတော့ဘာကြောင့်လဲဆိုရင်တတိကအမြဲရှိနေတယ်စဉ္ညတုံတရားအမြဲရှိပုရုဇဉ်နေကြတော့တတိကလွတ်သွားတဲ့အချိန်မှာဝင်လိုက်တာပဲနော်ရန်သူကဝင်နေဆိုတာအလစ်ဝင်တာပဲလေကိုလွတ်သွားတဲ့အချိန်မှာရောက်လာတာပဲအရှောက်တော့ကိလေသာရန်သူနဲ့တူနေတော့အလစ်ဝင်လာအဲ့တော့အကြောင်းတရားတွေကိုစဉ်းစားကြည့်လိုက်တဲ့အခါမှာစိတ်ခံစားမှုကြုံတဲ့ပုဂ္ဂိုလ်တိုင်းကိလေသာဝင်လာလားလို့ဆိုမဟုတ်ဘူးအဲ့ဒါကိုမြတ်စွာဘုရားဒီသုတ်တံကိုရှင်းပြတာလေးကိုနားထောင်ကြည့်အောင်ရှင်းလေးပဲဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်းပြတာကအတုတဝါပုထုဇနောမြတ်စွာဘုရားတရားဓမ္မနဲ့ပတ်သက်ပြီးတော့သင်ယူမှတ်သားနာကြားထားခြင်းမရှိတဲ့တရားအသိမရှိတဲ့ပုထုဇဉ်ပုဂ္ဂိုလ်ဟာတဲ့ဒုက္ခယဝေဒနာယဖုဋ္ဌောတမနောဆင်းရဲဒုက္ခခံစားရပြီဆိုရင်နဲ့တရားအသိမရှိတာကအဓိကဖြစ်နေနော်တရားအသိရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒုက္ခဝေဒနာနဲ့ကြုံရမှာပဲတတ္တဝါဆိုဘယ်သူပဲဖြစ်ဆင်းရဲဒုက္ခနဲ့ကြုံပြီးဒုက္ခခံရပြီကာယကဒုက္ခခံရပြီဆိုတော့လူတယောက်ဟာဥပနေမကောင်းတိုင်းမသာဖြစ်တယ်ပိုင်နာတယ်မခံမရနိုင်အောင်နာကျင်ကြိုက်ခဲတယ်ဆင်းရဲဒုက္ခကြုံလာတယ်နော်မခံနိုင်လောက်အောင်နာလာတယ်ခံစားနေရတယ်
မခံနိုင်တော့အောင်စိတ်ဆင်းရဲမှုနဲ့ကြုံရတယ်မခံနိုင်တော့အောင်ကိုယ်ဆင်းရဲမှုနဲ့ကြုံရတယ်အဲ့ဒီလိုကြုံလာတဲ့အခါကျတော့ဘာဖြစ်လိုက်လဲပုရုဇဉ်ပုဂ္ဂိုလ်တွေကဘာဖြစ်တော့ဆိုသောစတိစိတ်သောကရောက်လာစိတ်သောကဆိုတာဝမ်းနေတာပြောတယ်နော်ဝမ်းနေလာသောကဆိုတာဝမ်းနေတာစိတ်ထဲမှာပူလောင်ပြီးဝမ်းနေလာကိလဝတိစိတ်တွေပင်မလာတယ်ပရိဒီဝတိငိုချလိုက်တယ်ဥရတလိန်ကဏ္ဍတိငိုယုံနဲ့အာမရတော့ကိုထုရိုက်ပြီးငိုတယ်ရှင်မက်ကိုထုတယ်ယမက်စီတီဆိုတာပြောတာလူတိုင်းလူတိုင်းဒေါသဒီဒုက္ခမခံစားနိုင်တဲ့အခါကျတော့ကိုယ့်ရဲ့ဘက်ကိုတီးပြီးတော့ကိုကြတယ်တမောဟအပိစတိခြေမကိုက်မိလက်မကိုက်မိဘာလို့မှမသိဖြစ်တာဆင်းရဲဒုက္ခနဲ့တကယ်ကြုံပြီဆိုရင်အဲ့လိုဖြစ်ရတယ်စိတ်ဆင်းရဲစရာနဲ့ကြုံရင်လည်းအဲ့လိုဖြစ်တယ်ကိုယ်ဆင်းရဲစရာနဲ့ကြုံရင်လည်းပဲတရားအသိလက်လွတ်သွားအဲ့တိုင်းဖြစ်နော်ဖြစ်လာဘာလို့မှမသိဖြစ်သွားတယ်အဲ့ဒီအချိန်မှာဘာဖြစ်ရတော့ဆိုရင်သူ့ရဲ့ခံစားချက်ဟာတဲ့ခန္ဓာကိုယ်နာကျင်တာကိုအကြောင်းပြုပြီးတော့စိတ်ကပါထိခိုက်သွားတယ်ကာယကဒုက္ခအကြောင်းပြုပြီးတော့စိတ်ကပါမခံနိုင်ဘူးနော်ကာယကဒုက္ခစေတသိကဒုက္ခဖြစ်လာတာတော့ကာယကအစဆိုတော့ယောဂဝေဒနာရတယ်မခံစားနိုင်ဘူးဖြစ်လာနော်မခံစားနိုင်တော့စိတ်ကပါစိတ်ကပါဆင်းရဲတယ်ကိုယ်လည်းဆင်းရဲတယ်စိတ်လည်းဆင်းရဲတယ်နှစ်ခုဖြစ်လာအခုခေတ်မှာကြတော့နော်ပနာကျက်အောင်လုပ်တဲ့ဆေးတွေရှိတော့တည်းနဲ့တော်သေးတယ်လို့ပြောရှေးခေတ်ကတော့အဲ့ဒါတွေကမရှိဘူးလေနော်ပနာကျက်အောင်ဒီအာရောတွေထုံတော့အောင်လုပ်တာတော့နာမမသိတာမနာတာတော့မဟုတ်နာမမသိအောင်လုပ်ထားလိုက်တော့စိတ်ဆင်းရဲမှုတော့တည်းနဲ့အတန်အသင့်တော့ကာယကဒုက္ခအနေပြီးစေတသိကဒုက္ခကိုအတန်အသင့်သက်သာရအောင်ရတယ်ရှေးခေတ်ကတော့လုံးဝမရှိရတဲ့နေရာနော်မရှိတော့စီဝကတို့ခွဲစိတ်ကုသရဲဆိုတာအစိမ်းခွဲတာဘယ်လောက်နားလိုက်အောင်အဲ့ဒါနဲ့မြတ်စွာဘုရားဥပပပေးထားတယ်အဲ့ဒီလိုဒုက္ခနဲ့ကြုံတဲ့အခါမှာတဲ့လူတယောက်ဟာကာယကဒုက္ခကိုခံစားရပြီးတဲ့နောက်စေတသိကဒုက္ခပါခံစားရတယ်တဲ့ဥပမာပါနဲ့တူတော့ဆိုလို့ရှိရင်ဒုက္ခဆိုတဲ့ဆင်းရဲဒုက္ခကြီးအပေါ်မှာထပ်ပြီးတော့စိတ်ဆင်းရဲမှုဆိုတာထပ်တိုးလာနော်ကာယကဒုက္ခပြင်စိတ်ဆင်းရဲမှုထပ်တိုးလာကိုယ်ဆင်းရဲတာကတစ်ခုစိတ်ဆင်းရဲတာတစ်ခုနှစ်ခုဖြစ်လာအဲ့တော့ပုရုဇဉ်နဲ့အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒုက္ခဖြစ်လာတဲ့အခါမှာသူကဘာဖြစ်လာတော့ဒီနှစ်ခုကိုကြည့်လိုက်မယ်ဆိုရင်ကိုယ်ဆင်းရဲတာကိုအကြောင်းပြုပြီးတော့စိတ်ဆင်းရဲလာတယ်အဲ့တော့ကိုယ်ဆင်းရဲတာကတစ်ခုစိတ်ဆင်းရဲတာတစ်ခုနှစ်ခုထပ်ပို့သွားတယ်ညာနှစ်ချက်စူးတာနဲ့ပတ်တူနေတယ်ပေါ့နော်ပထမစူးတာညာနောက်ထပ်ပြီးတော့စူးလိုက်တယ်ညာအဲ့တော့ခံစားချက်ကဒုက္ခဝေဒနာလို့ပြောလိုက်ပြီပဲခံစားချက်ကနှစ်ခုဖြစ်သွားတယ်ကိုယ်ကာယအနေနဲ့လည်းပဲခံစားရတယ်စိတ်အနေနဲ့လည်းပဲခံစားရတယ်သို့တော့ဒီနေရာမှာမြတ်သုံးစင်းဆိုတာအဲ့ဒါပြောလို့ရင်မဟုတ်သေးဘူးနော်မြတ်သုံးစင်းကအဲ့ဒါမဟုတ်သေးဘူးဒုက္ခဖြစ်လာလို့ရှိရင်သူဟာကာယကဒုက္ခစေတသိကတစ်ခုနဲ့တစ်ခုဆက်သွားတယ်လို့ပြောတာမှန်တော့နော်ကာယကဒုက္ခအဖို့အကြောင်းပြုပြီးတော့စေတသိကဒုက္ခဖြစ်တယ်စေတသိကဒုက္ခကိုအကြောင်းပြုပြီးတော့လေကာယကဒုက္ခဖြစ်တယ်ဆိုပါစို့ဖြာနာတာတို့ခန္ဓာကိုယ်ကနာကျင်ကြိုက်ခဲတာတို့ယောဂရတာတို့ခံရခက်တဲ့ဝေဒနာခလုတ်တိုက်တာကစားပေါ့နော်မြားမှန်နဲ့တဏှတ်မှန်နဲ့တခုတန်ရရတယ်အဲ့ဒါကာယကဒုက္ခအဲ့ဒီကာယကဒုက္ခကိုအကြောင်းပြုပြီးတော့စိတ်ဆင်းရဲတယ်စိတ်တိုတယ်စိတ်မကောင်းဖြစ်ရတယ်စေတသိကဒုက္ခ
ဒုက္ခနှမျိုးဖြစ်သွားနော်တခါတရံကြတော့ကာယကဒုက္ခကိုအကြောင်းပြုပြီးတော့စေတသိက်ကဒုက္ခဆက်သွယ်လာတယ်တခါတရံကြတော့လူကတော့ကောင်းတယ်နေကောင်းတယ်ကြမ်းမာတယ်ခြေနေကောင်းတယ်ဒါပေမဲ့စိတ်ဆင်းရဲစရာတရင်ကိုကြားလိုက်လို့ရှိရင်ခန္ဓာကိုယ်ကြီးကပျောက်ခွေသွားတယ်အဲ့ဒါကြတော့ကာယကစေတသိက်ကဒုက္ခကိုအကြောင်းပြုပြီးတော့ကာယကပါဒုက္ခဖြစ်သွားဆိုလိုတဲ့အဓိပ္ပာယ်ကပုရုဇဉ်မှာဖေကပဲစကာယကာယပဲစစိတ်ဓာတ်ကပဲစလိုက်နှစ်ခုကပေါင်းဆက်သွားတာပဲနော်ခန္ဓာကိုယ်ဒုက္ခရောက်ရင်လည်းစိတ်ဒုက္ခရောက်တယ်စိတ်ဒုက္ခရောက်ရင်လည်းခန္ဓာကိုယ်ဒုက္ခရောက်တယ်ဒီနှစ်ခုသည်ဆက်သွယ်နေတာဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့ဒုက္ခဝေဒနာကိုနှမျိုးခွဲထားတယ်ဒုက္ခဒေါမနတနော်ဒုက္ခဆိုတာကိုယ်ခန္ဓာကာယကဒုက္ခကြောင့်ကြတာကြိုက်တာခဲတာခန္ဓာကိုယ်မှာထိခိုက်နေတာအဲ့ဒီကနေစပြီးတော့စိတ်ကိုရောက်သွားတယ်အဲ့တော့ဆိုလိုတာက body origin by effect body origin by effect physical body ကစပြီးတော့ mind ထီအောင်ရောက်သွားစိတ်ထီအောင်ရောက်သွားဒါကာယကဒုက္ခလို့ခေါ်တယ်စေတသိက်ကဒုက္ခကြတော့ mind origin body effect လူကတော့နေကောင်းတယ်ကြမှာဒါပေမဲ့လူစိတ်ဆင်းရဲစရာတရင်ကြလိုက်တာနဲ့တပြီးတော့လူကပါနေကောင်းဖြစ်သွားစိတ်ဓာတ်ကျသွားတယ်လူတွေနော်မစားနိုင်မသောနိုင်ထီအောင်ဒုက္ခရောက်သွားအဲ့ဒါကြတော့ဒေါမနတလို့ခေါ်တယ်နော်စိတ်ကစပြီးတော့ကိုယ်ထိကာယကိုထိရောက်တယ်ကာယကစပြီးတော့စိတ်ကိုထိကြိုက်တယ်ဆိုဒီနှစ်ခုကတော့ပေါင်းဆက်သွားတာပဲမြဲတယ်တခုတည်းမှမနေဘူးဟုတ်ပြီကဲကောင်းပြီနော်အခုလို့ဖြစ်ရောကိုယ်ရောစိတ်ရောဒုက္ခရောက်နေပြီဒုက္ခဝေဒနာကိုခံစားရတယ်ဆိုရင်အဲ့ဒီလိုခံစားရတဲ့ပုဂ္ဂိုလ်တယောက်မှာမြားစုဖို့အတွက်ဘာဖြစ်လာလဲဒုက္ခဝေဒနာကိုခံစားရတဲ့အခါမှာခုနကတရားအသိမရှိဘူးဆိုရင်ဘာဖြစ်လဲဖြစ်ပေါ်လာတဲ့ဒုက္ခပေါ်မှာဒေါသထွက်လာတယ်စိတ်တိုးလာတယ်နော်ဖြစ်ရမလားလို့စိတ်တိုးလာတယ်အဲ့ဒီစိတ်တိုးတာကဒေါသခံမြင်လာတဲ့စိတ်တိုးလာတယ်အဲ့ဒါဒေါသဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားရှင်းပြတယ်ဒုက္ခယဝေဒနာယဖုထောတမနောတဲ့ဒုက္ခဝေဒနာကိုတွေ့ကြုံခံစားရတဲ့အခါမှာအစင်မပြေတာကြုံတွေ့တဲ့အခါမှာပဋိကဝါဟောတိဒေါသတွေဖြစ်လာတယ်နော်ဆန့်ကျင်ဘက်တွေဆန့်ကျင်တဲ့စိတ်တွေဖြစ်လာတယ်အဲဒီလိုဆန့်ကျင်တဲ့အားတွေဖြစ်လာတော့ဘာဖြစ်တော့ဒုက္ခယဝေဒနာယတမေနံဒုက္ခယဝေဒနာယပဋိကဝန္တံဒုက္ခနဲ့ကြုံတွေ့လို့စိတ်ဆင်းရဲမှုဖြစ်လာလို့ရှိရင်တဲ့အဲ့ဒီစိတ်ဆင်းရဲမှုကိုအကြောင်းပြုပြီးတော့ပါဝင်လာတော့ဆိုရင်ဒေါသဆိုတဲ့ပဋိကဒုတိယဂိမ်းလာအဲ့ဒါများတဲ့ထပ်ဆူတာပဲနော်ဒေါသဖြစ်လာအဲ့ဒါများတဲ့ပဲဒုက္ခဖြစ်လာလို့ဒေါသဖြစ်လာလို့ရှိရင်ဒုက္ခဝေဒနာအပေါ်မှာအကြောင်းပြုပြီးတော့ဒုက္ခဝေဒနာကိုအကြောင်းပြုပြီးတော့ဒေါသတွေထွက်လာတယ်ဒေါသထွက်တာဒေါသဟာပဋိကဒုတိယလို့ခေါ်တယ်ဆန့်ကျင်တဲ့စိတ်တွေပေါ်လာတယ်မုန်းတီးတဲ့စိတ်တွေပေါ်လာတယ်ယွန်းရှာတဲ့စိတ်တွေပေါ်လာတယ်မခံညင်တဲ့စိတ်တွေပေါ်လာတယ်အဲ့ဒါပဋိကဒုတိယကိုယ့်ရဲ့နဲ့မှရောက်လာတယ်ဒုက္ခကိုအကြောင်းပြုပြီးတော့ဒေါသဆိုတဲ့ကိလေသာရောက်လာတယ်နော်ဒါတခုအဲ့တော့ဒီရင်ရသွားလာလို့ဆိုမရဘူးဒေါသဖြစ်တဲ့အချိန်မှာဒါရင်ရတာဆိုမရဘူးသောဒုက္ခယဝေဒနာယဖုထောတမနောဒုက္ခဝေဒနာခံစားနေရတဲ့ပုဂ္ဂိုလ်တယောက်ကတစ်ဖက်ကပါတွေးလာတော့ဆိုရင်ကာမဒုက္ခအပိနန္တတိငကိုယ်တော့ကအစဉ်ပြေပြီးတော့ချမ်းသာပျော်ရွှင်တဲ့အနေအထားကိုသူမျှော်လင့်လာတယ်နော်အဲ့ဒါကိုပြန်တတ်တာလာတယ်နေမကောင်းတဲ့သူကနေကောင်းတဲ့အခြေအနေကိုပြန်တတ်တာလာတယ်ယောဂဖြစ်လာတဲ့ပုဂ္ဂိုလ်တယောက်ကယောဂပြောက်တဲ့အခြေအနေရင်တော့လို့ပြောပါကျမ်းမာနေကျင်တာကိုသူတတ်တာလာတယ်
အဲ့ဒီတန်တလာတာဘာဖြစ်တာတော့ဆိုတန်တလာတယ်တဲ့ဘာဖြစ်လို့တန်တလာတော့လို့မြတ်စွာဘုရားကအကြောင်းပြတဲ့အခါမှာတံကိတ္တဟေတုကာမဒုက္ခကိုသူတန်တလာတာဘာကြောင့်လဲလို့ဆိုနာဟိသောပသနာတိအတုတ္တဝပုရုဇနောတရားအသိမရှိတဲ့ပုရုဇဉ်ပုဂ္ဂိုလ်ဟာတဲ့ကာမဒုက္ခလို့ဆိုတဲ့ဘဝမှာအစဉ်ပြေတဲ့ချမ်းသာဒုက္ခကလွဲပြီးတော့ဒီဒုက္ခရဲ့ထွက်ပေါက်ကိုသူမသိဘူးတခြားထွက်ပေါက်ကိုသူနားမလဲဘူးလို့ပြောတယ်နော်ကာမဒုက္ခပဲသူကဒုက္ခရဲ့ထွက်ပေါက်လို့ထင်တယ်အရင်တော့လို့ငါတို့ပြောပါပါနေမယ်နော်ဆင်ပြေမယ်ကျမ်းမာမယ်ပျော်ရွှင်ညမယ်အဲ့ဒီဟာပဲမျှော်တယ်အရင်ကလို့စားကောင်းတော့ကောင်းအိတ်ကောင်းပြောကောင်းအဲ့ဒီကာမဒုက္ခကိုပဲသူတန်တာအဲ့တော့အဲ့ဒီကာမဒုက္ခကလွဲပြီးဒုက္ခရဲ့ထွက်ပေါက်ကိုသူနားမလဲဘူးတဲ့နားမလဲတော့သူမျောလင်းတဲ့ဒုက္ခဝေဒနာအပေါ်မှာသူကတန်တာတဲ့ရာဂပေါ်လာပြန်တယ်သောယောဒုက္ခယဝေဒနာယရာဂနုတယောသောနုတေတိအဲ့ဒီချိန်မှာကာမဒုက္ခကိုမျောလင်းတဲ့တဏှာစိတ်ပေါ်လာတယ်ရာဂစိတ်ပေါ်လာတယ်အဲ့ဒီရာဂဆိုတဲ့ဒုတိယမြာထပ်စုသွားပြန်ထပ်ပေါက်မရတဲ့ပြင်ထပ်စုသွားဝိပဿနာတရားအမှထုတ်ဖို့ဆိုလို့ရှိရင်ဒုက္ခကိုလွတ်ချင်တာနဲ့အနေထားတစ်ခုရှာလိုက်တဲ့ကာမဒုက္ခကိုရှာရင်အဲ့ဒီပေါ်မှာတွေ့တာသွားတယ်မြတ်တဲ့ချက်ထပ်စုခုနတော့ငါဒေါသဆိုတဲ့မြတ်အတစ်ချက်စုပြီးသွားပြီအဲ့ဒီပေါ်မှာထပ်ပြီးတော့ကာမဒုက္ခကိုလိုချင်တဲ့တဏှာဆိုတဲ့ရာဂနုတ္တိယမြတ်ထပ်စုပြန်တယ်မြတ်နဲ့စဉ်စုခံရတယ်လို့ဒီလိုပြောတယ်အဲ့တော့ဒီနေရာမှာဒုက္ခဝေဒနာတွေ့တဲ့အခါမှာတရားအသိရှိတဲ့ပုဂ္ဂိုလ်ကြတော့ဘာစဉ်းစားတော့တရားအသိရှိတဲ့ပုဂ္ဂိုလ်ဒါငါဝေဒနာလည်းမဟုတ်ဘူးနော်ဝေဒနာဟာငါလည်းမဟုတ်ဘူးကရဇကာယကိုအကြောင်းပြုပြီးတော့သူရဲ့မိယဝတ္ထုကိုအကြောင်းပြုပြီးတော့ဝေဒနာဖြစ်ပေါ်ရင်သာဖြစ်တယ်ဒါဟာမမြဲဘူးအကြောင်းကြောင့်ဖြစ်လာတဲ့အရာသာဖြစ်တယ်မမြဲတဲ့အရာများသာဖြစ်တယ်ငါလည်းမဟုတ်ဘူးလို့ဆိုပြီးတော့ဝေဒနာကလွတ်အောင်ယုံလိုက်တယ်ခုနရာဂမဖြစ်အောင်ဒါကာမဒုက္ခအောင်မျောလင်းတဲ့စိတ်မထားတော့ဒီဝေဒနာရဲ့သဘာဝကိုသိလိုက်တာနဲ့ကာမဒုက္ခချမ်းသာကိုမျောလင်းတာမဖြစ်တော့မျောလင်းတာမဖြစ်တဲ့အခါကျတော့ရာဂနုတ္တိယမကိန်းတော့သူနော်မျောလင်းတဲ့ရာဂနုတ္တိယမလားနောက်တနည်းကတော့တမာရိရအောင်ကျင့်လိုက်လို့တမာရိစွမ်းအားနဲ့ဒုက္ခတွေကိုဖယ်ရှားလိုက်တဲ့အခါမှာကြော်လွန်တဲ့အခါမှာလည်းပဲဒုက္ခဝေဒနာလွန်သွားတာရှိတယ်ဝိပဿနာတရားအထုတ်ရင်ကနေပြီးတော့ကိုယ်မှာဖြစ်ပေါ်နေတဲ့ဒုက္ခဝေဒနာကိုကြော်လွန်သွားပြီးတော့တမာရိစိတ်နဲ့ဒီဒုက္ခဝေဒနာကိုဖယ်ရှားလို့ရတယ်လို့ဆိုတဲ့သိသွားတဲ့အသိပေါ်မှာဒုက္ခဝေဒနာကိုကြော်လို့ရသွားပြန်တယ်ဒါကြော်တဲ့နည်းတွေကိုသမထနဲ့ကြော်မယ်ဝိပဿနာအသိနဲ့ကြော်မယ်နောက်ဆုံးကြတော့မဉ္ဇဉ်ဖူဉ္ဇဉ်ရရင်တော့ဒါတော့ကြော်သွားနိုင်တဲ့အနေထားမျိုးရတယ်ပေါ့နော်ဒုက္ခဆိုတာရှိတာပဲမြတ်စွာဘုရားဟာတတ္တ80ပြည့်တဲ့အချိန်ဝေလူဝရောမှာဝါကတ်တဲ့အချိန်10လအချိန်လေးပေါ့နော်ကဆုံလာပြီမတိုင်ခင်ကဆုံလာဆိုရင်12လပြည့်မှာအဲ10လလောက်မှာတော့ဝါဆိုလာဆိုတော့နောက်တစ်ကဆုံရောက်ဖို့အတွက်10လပေါ့အဲ့ဒီလို10လနောက်ဆုံး10လအဲ့ဒီချိန်မှာမြတ်စွာဘုရားယောဂဝေဒနာဖြစ်တယ်အဲ့ဒီယောဂဘယ်လောက်ပြင်းထန်တော့ဆိုလို့ရှိရင်အသက်ထိအောင်ပါသွားနိုင်တဲ့ယောဂဝေဒနာမျိုးပဲနော်အသက်ပါသွားနိုင်တဲ့ယောအဲ့ဒီယောဂဝေဒနာကိုမြတ်စွာဘုရားကသမာပတ်ဝင်စားပြီးတော့တားလိုက်တာသမာဓိစွမ်းအားနဲ့ဖယ်ထားတာပြောရမယ်ဆိုရင်တော့နိုင်တော့မနိုင်ကြမဟုတ်ဘူးပေါ့လေယောဂဝေဒနာသက်သာအောင်စစ်ထိုးထားတဲ့ပုံစံမျိုးလို့ဖြစ်သွားသမာပတ်စွမ်းအားနဲ့ဒုက္ခဝေဒနာကိုဖယ်ရှားထားလိုက်တယ်အဲ့ဒီဒုက္ခဝေဒနာယောဂကို10လတိတိဖယ်ရှားထားမြတ်စွာဘုရား
အဲ့ဒါကိုအာယုသင်္ခါရဖလသမပတ္တိလို့ခေါ်တယ်တခြားဖလသမပဝင်စားတာနဲ့မတူဘူးအာယုသင်္ခါရဖလသမပတ္တိဆိုတာသမထရောဝိပဿနာရောနှစ်ခုတွဲပြီးသွားတယ်သွားပြီးအဲ့ဒါနဲ့ခဏကိုယ်မှာကာယကဒုက္ခမပေါ်အောင်တားထားတယ်ရသော်ဗျာတားထားလိုက်တယ်ပေါ့ဆယ်လတိတိတားထားတယ်လွတ်လိုက်တဲ့အခါဒီယောဂပျောက်သွားတာမဟုတ်ပြန်ပေါ်လာတယ်ပြန်ပေါ်လာပြီးနောက်ဆုံးကျတော့ပြိဋိဘံဆံသွားတာပေါ့နော်အဲ့ဒါကိုအာယုသင်္ကာရလွတ်တယ်ဆိုတာဖလားသမဘတ်ကိုလက်လွတ်လိုက်တာမလုပ်တော့ဘူးမတားတော့ဘူးပေါ့နော်နောက်ဆုံးမှာဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်နောက်ဆုံးပေါ်နောက်ဆုံးနေ့ဆိုတာရှိကိုရှိလားအဲ့ဒီနောက်ဆုံးနေ့ကိုဘယ်နည်းနဲ့မှကြော်လို့မရအဲ့ကြော်လို့မရတာကိုရသော်ပြားကအဲ့သွားပါနဲ့တားထားနော်အဲ့တော့သမ္မာပုထုဇဉ်ပုဂ္ဂိုလ်တွေတရားမသိဘူးဆိုရင်ဒုက္ခဖြစ်လာလို့ရှိရင်ဒုက္ခရဲ့ထွက်ပေါက်ဟာကာမဒုက္ခပဲလို့ထင်တယ်သူတို့ခါတိုင်းလို့ပြန်ကြမ်းမှရင်ဒုက္ခပြောက်မယ်လို့ပဲထင်တယ်အဲ့တော့တခြားဟာကိုမရှာတတ်တော့ဒုက္ခဝေဒနာကိုပဲအစဉ်ပြေမဲ့အချိန်ကိုပဲမျှော်လင့်နေအဲ့ဒီမျှော်လင့်နေခြင်းသည်ရာဂနုတ္တယလို့ခေါ်တဲ့တဏှာဖြစ်ပေါ်လာခြင်းပဲဖြစ်တယ်ဒေါသဖြစ်ပြီးတော့တဏှာဖြစ်လာတာနောက်တစ်ခုဒါကိလေသာထပ်တိုးလာတာပဲနောက်တစ်ခါဝေဒနာနဲ့ပတ်သက်လာလို့ရှိရင်တဲ့မြတ်စွာဘုရားကပုရုဇဉ်ပုဂ္ဂိုလ်တွေကဝေဒနာကိုဝေဒနာလို့လည်းမသိဘူးအဲ့ဒါတစ်ခုဒီဝေဒနာဘာကြောင့်ဖြစ်တယ်ဆိုတာလည်းမသိဘူးဘယ်လိုကြောင့်ဘာကြောင့်ချုပ်တယ်ဆိုတဲ့ချုပ်ကြောင်းကိုလည်းမသိဘူးဝေဒနာရဲ့အာရပွဲဆိုတာလည်းမသိဘူးဝေဒနာရဲ့အပြစ်ဆိုတာလည်းမသိဘူးဝေဒနာရဲ့ထွက်ပေါက်ကိုလည်းမသိဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့မသိတာဖြစ်ကြောင်းတရားကိုမသိဘူးချုပ်ကြောင်းတရားကိုမသိဘူးဝေဒနာရဲ့အာရပွဲဆိုတာမသိဘူးအပြစ်အနာဆာဆိုတာမသိဘူးထွက်ပေါက်ဆိုတာမသိဘူးအဲ့ဒါမသိတဲ့အခါမှာမသိဘူးဆိုရဲအဲ့ဒါတွေမသိတာဟာမောဟပဲနော်ဒါကြောင့်အဒုက္ခမဒုက္ခဝေဒနာလို့ဆိုရဲဝေဒနာနဲ့ပတ်သက်ပြီးဝေဒနာမှန်လည်းမသိလိုက်ဘူးဝေဒနာရဲ့တာယာဝဲဆိုတာလည်းမသိဘူးဖြစ်ကြောင်းတရားကိုလည်းမသိဘူးချုပ်ကြောင်းတရားကိုအဲ့ဒီမသိလိုက်တာကအဝိဇ္ဇာပဲဖြစ်တယ်ဒါကြောင့်အဒုက္ခမဒုက္ခဝေဒနာဖြစ်လာလို့ရှိရင်မသိလိုက်လို့အဝိဇ္ဇာနုတ္တယောနုတ္တိတိအဒုက္ခမဒုက္ခယဝေဒနာယအဝိဇ္ဇာနုတ္တယောသောနုတ္တိတိဝေဒနာနဲ့ပတ်သက်တာမသိလိုက်တဲ့ဟာပေါ်လာတယ်ဝေဒနာနဲ့ပတ်သက်ရင်သိနေရမယ်တတိရှိရမယ်သိရမယ်မသိလိုက်လို့ရှိရင်အဝိဇ္ဇာနုတ္တယအဲ့တော့ကိလေသာ၃မျိုးဒုက္ခကနေဆက်နွယ်လာပြီးတော့ကိလေသာ၃မျိုးခံစားရတယ်အဲ့ဒီကိလေသာ၃မျိုးမြတ်30လို့ပြောတာပဲပုရုဇဉ်တွေမှာမလွတ်နိုင်ဒေါသဖြစ်တော့လေဒေါသဆိုရဲမြတ်တဲ့ဒေါသကဒုက္ခဝေဒနာကလွတ်ချင်တော့တဏှာဆိုရဲမြတ်တဲ့လောဘဆိုရဲမြတ်နဲ့တွေ့ပြန်မသိလိုက်ပြန်တော့လေမောဟဆိုရဲမြတ်နဲ့တွေ့ပြန်ရောအဲ့ဒါကနေတန်တရားဝကလွတ်ဖို့ရအကြောင်းမရှိတော့အဲ့တော့ပုထုဇဉ်ဟာဝေဒနာဖြစ်တိုင်းဖြစ်တိုင်းဒုက္ခဝေဒနာအစဉ်ပြေတာကိုခံစားရင်လေနော်သူ့မှာကိလေသာနဲ့ပဲကိလေသာတဏှာနဲ့ပဲခံစားရတယ်အဲ့ဒါကိုမြတ်စွာဘုရားကတတ္တဒုက္ခံစေဝေဒနာဝေရယတိသင်္ညုတ်ဒေါနံဝေရယတိအဲ့လိုလေးခေါ်တယ်ဒုက္ခဝေဒနာခံစားရဆိုရင်လည်းကိလေသာနဲ့တွဲပြီးခံစားနေတယ်ရှင်းရှင်းမဟုတ်ဘူးနော်ကိလေသာပါနေတယ်ဒုက္ခဝေဒနာဒုက္ခဝေဒနာခံစားရင်လည်းသင်္ညုတ်ဒေါနံပฏิဝေရယတိဒေါသနဲ့ခံစားနေတာဖြစ်တယ်အဒုက္ခမဒုက္ခဝေဒနာဆိုတဲ့မထင်ရှားတဲ့ဝေဒနာခံစားရင်လည်းပဲမောဟနဲ့ခံစားနေပြန်တယ်တတိကလည်းလွတ်နေတယ်အသိပညာလည်းမရှိဘူးမရှိသည့်အတွက်ကြောင့်ကိလေသာတွေနဲ့တွဲဖက်ပြီးတော့ခံစားနေ
အဲ့တော့မြတ်စွာဘုရားတို့ယဟန္တာတို့ခံစားရကအဲ့ဒီကိလေသာမပါတဲ့ခံစားမှုနော်ခံစားမှုကိုအကြောင်းပြုပြီးကိလေသာလာတော့အဲ့ဒါအဲ့တော့ကိလေသာတွေနဲ့တွဲဖက်ပြီးတော့ခံစားရတဲ့ပုထုဇဉ်နဲ့ပတ်သက်လာတဲ့အခါမြတ်စွာဘုရားဗာပြောတော့ဆိုရင်ကိလေသာနဲ့တွဲဖက်ထားခြင်းကြောင့်သူ့ရဲ့ခံစားချက်ဒီကိလေသာနဲ့တွဲဖက်တဲ့ခြင်းကြောင့်သူဟာစာတိနဲ့လည်းတွဲဖက်နေဦးမယ်စရာဆိုတဲ့ဥခြင်းတရားနဲ့လည်းတွဲဖက်နေဦးမယ်မရဏဆိုတဲ့သိခြင်းတရားကလည်းမလွတ်နိုင်ဘူးနော်တောကဆိုတဲ့ဆိုရမှုတရားလည်းမလွတ်နိုင်ဘူးပရိဒေဝဆိုတာလည်းငိုရှိဝမှုကလည်းမလွတ်နိုင်ဘူးဒုက္ခဆိုတဲ့ကိုယ်ဆင်းရဲမှုဒေါမနတဆိုတဲ့စိတ်ဆင်းရဲမှုဥပယတဆိုတဲ့စိတ်ပင်ပန်းမှုဒေါသအဲ့ဒါတွေနဲ့လည်းတွဲဖက်နေမှာပဲနောက်ဆုံးကုန်ကုန်ပြောရင်တင်းညုတ်တော့ဒုက္ခသမာဒုက္ခကမလွတ်ဘူးတဲ့ဒုက္ခနဲ့တွဲထားမှာပဲတဲ့ဒီပုဂ္ဂိုလ်တဏှာကလွတ်ဖို့မရှိတော့ဒီထဲမှာပြန်ရောက်လာနော်နောက်ရိုးထဲမှာပြန်ပြီးတော့မိနေတယ်လို့ဖြစ်တယ်စိတ်ခံစားမဲ့မှုကြောင့်ပြန်ပြီးတော့ညှိနေတယ်အဲ့လိုဆိုလို့အဲ့တော့တရားအသိရှိတဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒါလို့မဖြစ်ဘူးနော်အဲ့လိုတရားအသိရှိလာပြီဆိုလို့ရှိရင်တော့ခုနကဒုက္ခဝေဒနာနဲ့တွေ့တဲ့အခါမှာဒုက္ခဝေဒနာဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းတရားကိုသိတဲ့အခါကျတော့ဒီဒုက္ခငါမဟုတ်ဘူးငါရဲ့ခံစားချက်လည်းမဟုတ်ဘူးလို့ဝိပဿနာအသိနဲ့ရှုရင်လေဒုက္ခဝေဒနာကဒေါသမဖြစ်ပဲနဲ့လွတ်လာတယ်ဒေါသမဖြစ်တော့ကောင်းတဲ့ကိုမျောလင်းတဲ့လောဘဆိုတာလည်းမဖြစ်ဘူးမသိလိုက်ဘူးဆိုတာလည်းမရှိဘူးဆိုတော့လောဘဒေါသမောဟဒီသုံးခုကလွတ်သွားတယ်လွတ်သွားတဲ့အခါကျတော့သူ့ရဲ့စိတ်ဓာတ်ဟာဝိပဿနာနဲ့ရှုနေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်အိဋ္ဌတဓမ္မနာမထင်သည့်စိတ်ဓာတ်ကောင်းတာတွေနဲ့တွေ့ရင်လည်းသူစိတ်ဟာချစ်မိုးမခံရအောင်လွှမ်းမိုးမခံရအောင်အနိဋ္ဌတော့နောပฏิကတမေတိမကောင်းတာနဲ့ကြုံလို့ရင်လည်းဒေါသမဖြစ်ဘူးအဲ့ဒါတွေကလွတ်ကင်းလာတယ်တတ္တနုရောဓအထဝဝိရောဓလူစိတ်ထဲမှာအနုရောဓလိုက်လျောခြင်းဖိပါပေးခြင်းဝိရောဓဆန့်ကျင်မဲ့လှုပ်ခြင်းအနုရောဓဆိုတာတဏှာဝိရောဓဆိုတာဒေါသနော်လိုက်လျောခြင်းဆန့်ကျင်ခြင်းဆိုတဲ့လောဘနဲ့ဒေါသအဲ့ဒီနှစ်ခုလုံးဝကိုယ်ကအနိုင်ယူလိုက်တယ်တဲ့အနိုင်ယူပြီးတော့ပဋိစ္စညတ္တဝဝိရဇံအတောကံလုံးဝကိလေသာအညစ်အကြေးတွေမဖြစ်တောကဖြစ်เสียမရှိတဲ့နိဗ္ဗာန်ကိုကောင်းစွာမြင်ပြီးတော့ဒီပုဂ္ဂိုလ်ဟာဘဝရဲ့အဆုံးနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါတယ်ဒါဒီဖြစ်ပုံကနေစပြီးမြတ်စွာဘုရားတဏ္ဍတုတ်မှာအခုလိုနှစ်ချုပ်ဟောတာဒီလမ်းဟာနော်ဆင်းရဲဒုက္ခလွတ်ရလမ်းဖြစ်တယ်ဆိုတဲ့အကြောင်းဒီတဏ္ဍတုတ်တမှာမြတ်စွာဘုရားဟောတာဖြစ်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့စိတ်ခံစားချက်နဲ့ကြုံတဲ့အခါမှာနော်ဝေဒနာတိငါမဟုတ်ငါရဲ့ဝေဒနာလည်းမဟုတ်ဘူးနော်မိယာဝတ္ထုကိုအကြောင်းပြုပြီးတော့ဆိုင်ရာအကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာတသက်မြတ်တာဖြစ်တယ်ဒီဝေဒနာတသက်သည်အကြောင်းကိုမှီပြီးတော့ဖြစ်တာဖြစ်သည့်အတွက်ကြောင့်အကြောင်းတရားကလည်းမမြဲဘူးဖြစ်ပေါ်လာတဲ့ဝေဒနာလည်းမမြဲဘူးအလုံးဟာတစ်ခုမှမမြဲဘူးမမြဲတော့ကြောင့်ဒုက္ခဖြစ်လို့အနတ္တပဲဆိုတဲ့ဝိပဿနာအသိနဲ့ကိုယ်တဏ္ဍမှာအဓိကတားတာကဒုက္ခဝေဒနာကိုတားတာမဟုတ်ဘူးဒေါသကိုတားတယ်လောဘကိုတားတယ်မောဟကိုတားတယ်အဲ့တော့အရေးကြီးတဲ့လောဘဒေါသမောဟဆိုတဲ့ဒီသုံးမျိုးကိုဒီသုံးမျိုးကလွတ်သွားလို့ရှိရင်လူရဒုက္ခဝေဒနာကလည်းနောက်ကြတော့လွတ်သွားအဲ့တော့ဒီသုံးမျိုးကလွတ်အောင်ရှောင်နိုင်ဖို့တတိထားပြီးမြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းကြိုးစားပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း